ဒီခေတ်မှာကျွန်တော်တို့ဘာလုပ်ပဲလို့ထူးရင်ထူးမထူးရင်တနေ့တခြားတိုးတက်လာတယ်ကာမှန်မဲဆိုလို့ရှိရင်တော့တနေ့မဟုတ်တနေ့ကြာရှုံးမှာပို့ပြီးတော့မြင်တာအောင်ကျွန်တော်ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော် Nokia ဖုန်းတွေတွေ့တကုံဖျားပေါ်မှာဓာတ်ပုံရိုက်ပြီးတဲ့ကင်မရာမန်တွေလိုမျိုးပေါ့နော်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့အရင်က helicopter ပေါ်ကနေပြီးတော့ဓာတ်ပုံတွေဗီဒီယိုတွေရိုက်ပေးတဲ့ကင်မရာမန်တွေပေါ့နော်သူတို့ဘာအမှားမှမလုပ်ဘဲနဲ့သူတို့လိုမျိုးပေါ့နော်ကြာရှုံးသွားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီအရှိန်အဟုန်ပြင်းပြင်းနဲ့တိုးတက်လာတဲ့နည်းပညာခေတ်မှာလုပ်ငန်းကိုကျွန်တော် innovation မလုပ်နိုင်ခဲ့ကြလို့ဖြစ်ပါတယ် Nokia ပြောတယ်ကျွန်တော်တို့ဘာအမှားမှမလုပ်ခဲ့ဘူးဒါပေမဲ့ကျွန်တော်တို့ကြာရှုံးခဲ့တယ်ပေါ့နော် Nokia ဖုန်းတွေအရန်နာမည်ကြီးခဲ့တာကဒီ keypad ဖုန်းတွေခေတ်တုန်းကပေါ့နော်ကျွန်တော်တို့အခုခေတ်ကကျွန်တော်တို့ keypad ဖုန်းတွေကိုသုံးတဲ့သူကတော်တော်ကိုနည်းသွားပြီဖြစ်ပါတယ်အရန်ရှားသွားပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ရွှေတုံဖျားပုံမှာဓာတ်ပုံရိုက်ပေးတဲ့ကင်မရာမန်တွေဆိုလို့ရှိရင်လည်းအခုလူတွေကကျွန်တော်တို့ဖုန်းတွေပေါ်လာတော့သူတို့ရဲ့ဖုန်းတွေနဲ့ပဲသူတို့ဓာတ်ပုံရိုက်ကြတော့ပေါ့နော်အရင်ကတော့သူတို့တိတ်ပြီးတော့အလုံးမဖြစ်ကြတော့ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ helicopter ပေါ်ကနေပြီးတော့ဓာတ်ပုံတွေဗီဒီယိုတွေရိုက်ပေးတဲ့ကင်မရာမန်တွေဆိုလို့ရှိရင်လည်းဒီ drone တွေပေါ်လာတော့သူတို့လောက်ကပျောက်သွားတယ်ပေါ့နော်ဒါကျွန်တော်နမူနာပြောပြတာဖြစ်ပါတယ်နည်းပညာရဲ့တိုးတက်မှုနောက်ကိုကျွန်တော်တို့ခင်းတဲ့အညီအပြောင်းလဲမလုပ်နိုင်တဲ့တနည်းအားဖြင့်ဒီတိုးတက်မှုမရှိတဲ့တာမန်လုပ်ငန်းတွေကတစ်ချိန်မဟုတ်တစ်ချိန်ကျွန်တော်တို့ကြာရှုံးသွားမှာပါပဲဒီအောင်မြင်ဆုံးလုပ်ငန်းတွေကဒီ market ကိုကျွန်တော်တို့ဥဆောင်ပြီးတော့ control လုပ်တယ်တာမန်လုပ်ငန်းတွေကတော့တခြားသူတွေ control လုပ်ထားတဲ့ market ကိုသူက follow လိုက်တယ်ပေါ့နော်ဒီကြာရှုံးဖို့တည်ကြတဲ့လုပ်ငန်းတွေကကျွန်တော်ဒီ market trend တွေနည်းပညာတွေဘယ်လောက်ပဲပြောင်းသူတို့ရဲ့ business model ကိုသူတို့ကလုံးဝမပြောင်းဘူးပေါ့နော်ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပဲသူတို့ကြောက်ချပြီးတော့နေတယ်ဒီထူးခြားတဲ့လုပ်ငန်းတွေ market တဲကိုရောက်လာတဲ့အချိန်ကတာမန်လုပ်ငန်းတွေကျွန်တော်တို့တိုင်ပတ်တဲ့အချိန်ပဲပေါ့နော်ဒီလုပ်ငန်းမှာပြိုင်ဘက်တွေ copy ကူးဖို့မလွယ်တဲ့ထူးခြားတာတခုခုရှိအောင်လုပ်မလားခင်းတဲ့ညီအမြဲတိုးတက်နေအောင်လို့ကျွန်တော်တစ်တွေအမြဲဖန်တီးနေတာမျိုးလုပ်မလားလုပ်ငန်းတစ်ခုကိုတခြားသူနဲ့မတူဘဲနဲ့ထူးခြားအောင်လုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ business model နဲ့လုပ်မလား product နဲ့လုပ်မလား customer service နဲ့လုပ်မလား price နဲ့လုပ်မလား marketing နဲ့လုပ်မလားလုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်เนาะကျွန်တော်ကတော့ marketing နဲ့ထူးခြားအောင်လုပ်တာကျွန်တော်ကတော့သဘောအကျဆုံးပဲပေါ့เนาะဒီ marketing နည်းလမ်းတွေထဲမှာဆိုလို့ရှိရင် branding နဲ့တိစောက်ပြီးသားဖြစ်တယ်ပြီး customer တွေနဲ့လည်းကျွန်တော်တို့အမြဲတမ်း engagement ဖြစ်နေစေတဲ့ media marketing အမျိုးအစားကိုကျွန်တော်အကြိုက်ဆုံးပါပဲပေါ့နော်ဒီအကောင်းဆုံး product ကကျွန်တော်တို့အယောင်အရာဆုံး product မဟုတ်ပါဘူးဒီလူသိအများဆုံး product ကသာကျွန်တော်တို့အယောင်အရာဆုံး product ဖြစ်ပါတယ်ဒါကြောင့်ဖြစ်နိုင်လို့ရှိရင်ကျွန်တော်တို့နေတိုင်းကြော်ညာနေဖို့လိုပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒါနေတိုင်းကြော်ညာတယ်ပေါ့နော်ကျွန်တော်ရဲ့သင်တန်းပေါ့ဒီ branding ကောင်းကောင်းနဲ့ customer ရဲ့ခေါင်းထဲမှာနေရာယူထားနိုင်ဖို့ကလည်းလိုအပ်တယ်ကျွန်တော်ဥပမာပြောလို့ရှိရင်ကျွန်တော်တို့3မိနစ်ပဲစောင့်လို့ပြောလိုက်လို့ရှိရင်ဒါမမားခောက်ဆွဲကိုတန်းပြီးတော့မြင်စီလာမျိုးပေါ့နော် branding တကယ်ကောင်းရင် customer ရဲ့ attention ကိုရအောင်လို့ကျွန်တော်တို့ကအတင်းကြီးစူးစမ်းနေစရာမလိုတော့ပါဘူးဒါရှိပါတယ်ဒီဈေးပါဆိုတာမျိုးအောင်ကျွန်တော်တို့ကလုပ်လို့ရတယ်ပေါ့နော်ဒါဒီတခြား product တွေနဲ့ရှင်းလိုက်လို့ရှိရင်ဒီ branding ခိုင်တဲ့ product တွေကို